ကျော်စွာဝင်းအလဲထိုးနိုင်မဲ့ပွဲကျော်စွာဝင်းက FedEx ဂျင်မာရောက်တာတစ်နှစ်ကျော်ပဲရှိသေးတယ်။ဂျင်မာအားကိုးရတဲ့ထိပ်တန်းကစားမတစ်ယောက်ဖြစ်နေပြီ။ပြောမယ်ဆိုရင်လူငယ်ဖိုက်တာလေးတွေအတွက်အထူးစရာခေါင်းဆောင်ဖိုက်တာတစ်ယောက်ဖြစ်နေပါပြီ။ကျော်စွာဝင်းရဲ့ဖိုက်တာဘဝဖြတ်သန်းမှုတကယ်ကိုလေးစားဖို့ကောင်းလှပါတယ်။သူရဲ့ရှေ့မှာ mainstream နဲ့ကြိုတင်ရောက်နေခဲ့တဲ့ဖိုက်တာတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့ကျော်စွာဝင်းကတော့အချိန်တိုအတွင်းမှာသူ့ရဲ့မဆုံးမနစ်စူးစမ်းအားထုတ်မှုတွေကြောင့် FedEx ဂျင်ကယုံကြည်ရတဲ့ဖိုက်တာကောင်းတစ်ယောက်ဖြစ်လာပါတယ်။ One Championship စင်မြင့်ဘော်ကိုရောက်ရှိလာပြီးတဲ့နောက်ကျော်စွာဝင်းကလက်ရှိချိန်ထိ3ပွဲရှင်ပြိုင်ကစားထားခဲ့ပြီး2ပွဲအနိုင်ရရှိထားက1ပွဲရှုံးနိမ့်ထားပါတယ်။အနိုင်ရခဲ့တဲ့ပွဲတွေထဲမှာ1ပွဲကို knockout အလဲထိုးနဲ့အဆုံးသတ်နိုင်ခဲ့ပြီးတော့နောက်1ပွဲကိုဒိုင်ဆုံးဖြတ်အမှတ်နဲ့အနိုင်ရရှိထားတာကြောင့်သူရဲ့တိုက်ခိုက်နိုင်စွမ်းကိုကမ္ဘာပရိသတ်တွေစီပြသနိုင်ခဲ့ပါပြီ။ရှုံးနိမ့်ခဲ့တဲ့1ပွဲမှာလည်းအမှတ်နဲ့သာရှုံးနိမ့်ထားတာဖြစ်ပြီးတော့ပြိုင်ဘက်ကိုအကောင်းဆုံးရှင်ပြိုင်ထားနိုင်တာကြောင့်ပရိသတ်တွေရဲ့လေးစားမှုကိုရရှိထားပြီးသားပါ။အနိုင်ရှုံးကအားကစားသမားတိုင်းကြုံတွေ့ရတဲ့ရလဒ်အရာဖြစ်ပြီးတော့ကျော်စွာဝင်းကတော့အတွေ့အကြုံတွေကိုသင်ခန်းစာဖြစ်နေယူကာပုံမတိုးတက်လာဖို့ဆက်လက်စူးစမ်းအားထုတ်နေပါတယ်။ကျော်စွာဝင်းကမြန်မာလက်ဝှေ့ပရိသတ်တွေရဲ့မျှော်လင့်ချက်အလင်းရောင်ဖြစ်ပါတယ်။သူထင်ရှားကြော်ကြားလာတာမြန်မာပရိသတ်တွေအားပေးကြမ်းလို့မဟုတ်ပါဘူး။သူကိုယ်တိုင်ကဖိုက်တာတွေကိုစူးစမ်းပြီးတော့ကြော်ဖြတ်နိုင်လို့ဖြစ်ပါတယ်။ကျော်စွာဝင်းကစိတ်ကြီးဝင်တတ်သူလည်းမဟုတ်ပါဘူး။နေရာသေးတစ်ခုမှရောက်သွားရင်မန်တက်ပြီးတော့ပညာပြတာမျိုးလည်းမရှိပါဘူး။ကျော်စွာဝင်းကနှိမ်ချတတ်တဲ့စိတ်နဲ့သူ့ဤမှန်းချက်ရအောင်ကြိုးပမ်းခဲ့တာကြောင့်အခုလိုမျိုးအခက်အခဲတွေကိုကြော်ဖြတ်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကျော်စွာဝင်းမှာလည်းကိုယ်တွေလူတွေလိုပဲပြဿနာပေါင်းများစွာရှိနိုင်ပါတယ်။ဒါပေမဲ့ကျော်စွာဝင်းကလမ်းပြောင်းမခံပဲသူ့လမ်းသူဆက်ဖောက်ခဲ့လူငယ်ဖိုင်တာတွေအတူယူနိုင်အောင်လို့ကျော်စွာဝင်းနေပြခဲ့တယ်။ကျော်စွာဝင်းကလည်းလူငယ်တယောက်ပဲရှိပါသေးတယ်။ဒါပေမဲ့သူ့ရဲ့ဖိုင်တာဘွားကဂျူနီယာလေးတွေအတူယူရတဲ့ဘဝမျိုးပါ။ထိုင်းပြည်ပေါ်မှာမြန်မာပရိသတ်တွေရဲ့တဝူတီသောမျှော်လင့်ချက်အဖြစ်ကြံရှိနေတဲ့မြန်မာဖိုင်တာကျော်စွာဝင်းကလာမယ့်ပွဲမှာအင်ရှင်ထိုင်းဖိုင်တာကိုမာဝက်နဲ့ရင်ဆိုင်ထိုးသက်သွားတော့မှာပဲဖြစ်ပါတယ်။ပြိုင်ဘက်ထိုင်းဖိုင်တာကိုမာဝက်ကOne Championshipမှာရလဒ်တွေမကောင်းပါဘူး။ကိုမာဝက်က9ပွဲစတိုက်ရှုံးနိမ့်ထားတာကြောင့်ကျော်စွာဝင်းအတွက်ပွဲချောင်တယ်လို့ရေဘူးရဆိုလို့ရပါလိမ့်မယ်။ One Championshipအဖွဲ့အစည်းကပြီးခဲ့တဲ့ပွဲတွေမှာစမင်းတန်လုံးဖိုင်တာနဲ့ပွဲတွေ့ပြီးတော့ပွဲကျက်ထားသူကျော်စွာဝင်းကိုအခွင့်အရေးပြန်ပေးတာမျိုးလို့လည်းယူဆလို့ရပါတယ်။ဒီတော့ကျော်စွာဝင်းကဒီအခွင့်အရေးကိုအမိရဆုပ်ကန်ရမှာပါ။ကိုမာဝက်ကထိုင်းမွေထိုင်းလောကတဲ့အတွေ့အကြုံရှိပြီးသားဒီဖိုင်တာအသက်28နှစ်အရွယ်ရှိပြီးတော့လက်ရှိမှာ catch weight နဲ့ flyweight မှာကစားနေတဲ့ဖိုင်တာဖြစ်ပါတယ်။ဒီပွဲမှာတော့ကျော်စွာဝင်းနဲ့ဘန်နန်ဝိတ်တက်ကစားသွားမှာဖြစ်ပါတယ်။ပြိုင်ဘက်ကဖြုံရမယ့်ဖိုင်တာလားဆိုတော့တတိထားမဲ့ဖိုင်တာတယောက်ထဲမှာတော့ပါတယ်လို့ဆိုလို့ရပါတယ်။အရှိန်ဝင်ပြင်းပြင်းနဲ့တိုက်စစ်ဖွင့်စော်ကစားတတ်တဲ့သူပါ။သူ့ရဲ့ညာဝိုက်လက်သီးကတော့အတော်လေးကိုပြင်းတာကြောင့်တတိထားပါလိမ့်မယ်။ခန္ဓာကိုယ်တိဆောက်ပုံကကျော်စွာဝင်းထက်အရက်နှိမ့်နေအရက်မောင်းကပြိုင်ဘက်က9 ပေ 9 လက်မရှိပြီးကျော်စွာဝင်းထက်အနှဲငယ်နှိမ့်ပါတယ်။သူ့ရဲ့လက်သီးထိချက်တွေတိုင်းမှာအားပါလို့ကျော်စွာဝင်းတတိထားပါလိမ့်မယ်။ဒီပွဲမှာကျော်စွာဝင်းကပါပါနက်နက်နဲ့ကစားနိုင်မယ်ဆိုလို့ရှိရင်အနိုင်ရဖို့များပါတယ်။ဒါပေမဲ့ကျော်စွာဝင်းကဒီနီလန်းကိုရွေးမှာတော့မဟုတ်ပါဘူး။သူမလဲငါလဲရှင်ချမဲ့ဖိုင်တာမျိုးပါ။အဲ့ဒီစိတ်ကြောင့်ပွဲတိုင်းလိုလိုသူ့ရဲ့အမားကကြုံဝင်သွားပြီးတော့ပြိုင်ဘက်တွေအခွင့်အရေးရတတ်ပါတယ်။သူတို့နိုင်လာဘူးတဲ့ကစားမတွေအကုန်လုံးကလည်းသူကြုံဝင်လာတတ်တဲ့ပုံစံကိုသိထားပြီးသားဖြစ်ပါတယ်။ဒီပွဲမှာလည်းပြိုင်ဘက်ကအသေးရုံးပါလိမ့်မယ်။ရှေ့မှာ9ပွဲစတိုက်အရှုံးနဲ့ရင်ဆိုင်ထားရတာကြောင့်ဖီအားတော့ရှိနေမှာပါ။ဒီပွဲမှာလည်းသူမနိုင်နိုင်အောင်ကစားအောင်မှာဖြစ်ပါတယ်။ကျော်စွာဝင်းအမှတ်ပေးထိုင်အဆုံးဖြတ်ကိုမဆောင်မဲနဲ့လဲထိုး KO နဲ့ပြက်ပြက်သားသားအနိုင်ပြဖို့လိုအပ်တဲ့ပွဲပါပဲ။ကျော်စွာဝင်းတယောက်လဲထိုးနိုင်ပွဲနဲ့မြန်မာပရိသတ်ကိုဝမ်းမြောက်စေနိုင်မလားဆိုတာရင်ခုန်သွားနဲ့စောင့်ကြည့်အားပေးကြအောင်ပါ။ကျော်စွာဝင်းပွဲကတော့လာမယ့်ဩဂတ်စ်လ21ရက်နေ့မှာထိုးသက်သွားမှာပဲဖြစ်ပါတယ်ဘော်ရာတို့